ကိုမှာနော်ဘတ်100ကျော်ပဲပေးရရနော်ဒီဟာလေးပေါ့နော်ပေါ့ဆိုင်ပေါ့နော်ဒီကအရင်ဆင်ပြေနော်တဲမှာအဲ့ထောင်နှစ်ခုလည်းပါရနော်တော့ဘောင်းအရှိလေးနော်ဒီလိုမျိုးအရှိဒါနှင်းဆိုရင်အရင်9ပေ6ပေါ့နော်9ပေ9လောက်တော့ရှိရနော်အရင်အရှိပေါ့နော်ဒါဘောင်းအရှိနော်ဒီမှာအရင်ရှိလည်းရရနော်တဲဒီလိုဘောင်းအရှိလေးနော်တော့အဲ့ဒီလက်ရှိဘောင်းအရှိပေါ့နော်အဲ့ဒါမှဘတ်100ကျော်ပဲပေးရရနော်တဲဒီလိုဒါလေးကပေါ့နော်ဝတ်လို့လည်းကောင်းတယ်နော်ပေါ့ free style အသားကလည်းအပါမဟုတ်ပေါ့နော်သူကဘာသားလဲပေါ့ဟိုဝေဖာသားပုံစံမျိုးလေးပေါ့နော်သူကကြာဒါပေမဲ့အသားကောင်းတယ်နော်ဆွဲသားပါတယ်နော်ဒီမှာနော်အရန်ပူကြီးတော့မဟုတ်ပါနော်ဆွဲသားပါတယ်ဒါနှင်းထက်ဝါးရဲ့လူလည်းဝတ်လို့ရရနော်တဲပြီးလို့ဒါလေးအရန်လာတယ်နော်ပေါ့ပေါ့နော် free style ဟိုသွားတီသွားတဲ့အဆင်ပြေတကယ်ချင်းလည်းပဲထိတ်မလားပေါ့နော်ဒါမှမဟုတ်ဒီကဘောင်းမီပဲပေါ့နော်ဝတ်ပြီးတော့ပေါ့နော်ဟိုကွာ t-shirt လေးနဲ့ပဲအလုပ်သွားလဲအဆင်ပြေပေါ့နော်ဒါအပေါ်အောက်ပေါ့နော်ဝမ်းဆက်ကိုမှဘတ်100ကျော်ပဲပေးရရနော်ပုံမှန်တစ်ထည့်လေးတော့ဘတ်100ကျော်ရှိရနော်တဲလေးလို့အခုဆိုဒါအပေါ်အောက်ဝမ်းဆက်ကိုမှဘတ်100ကျော်ဆိုတော့အရန်တန်တယ်နော်အရန်တန်တဲ့ဈေးနှုန်းလေးနဲ့ရမှာနော်ဒါဆိုရင်နှင်းပေါ့နော်နှင်းကဒါလေးကပန်းအောင်လေးရှိရနော်ပန်းအောင်လေးရှိအညူအောင်လေးရှိနှင်းကြိုက်လို့ပေါ့နော်ဒါလေးကဒီမှာ3ပုံရှိရပါနော်ဒီလိုအဖြူဝမ်းဆက်လေးရောဒါလေးအရန်လာနော်ဒီမှာအသားလေးအနီးကပ်လေးပြပေးရနော်ဆွဲသားပါတယ်နော်တဲကြီးလိုဆွဲသားပါတယ်နော်မနော်တင်လဲအုပ်တယ်နော်တင်လဲအုပ်တယ်ဒါလေးနော်အရန်ဝတ်လို့ကောင်းတယ်နော်အရန်ဝတ်လို့ကောင်းလို့ review လေးပေးရနော်တဲလေးလိုချင်တဲ့တဲလေးနှင်းချင်းတောင်းလေးချတာပေးမယ်နော်ချင်းတောင်းလေးကိုနှိပ်ပြီးတော့ order မှာလို့ရရနော်ဒါလေးကုန်ဝိုင်းမရပဲနေမယ်နော်မြန်မြန်လေးမှားထားလိုက်နော်ကြိုက်တယ်ဆိုရင်ဒါလေးလုံးဝ free site ပေါ့နော် free site ပေါ့ free style လေးပေါ့နော်အရန်လာတယ်နော်ဈေးနှုန်းလဲအသင့်ပဲပေါ့နော်ဈေးနှုန်းချို့လဲပြောမှာပေါ့နော်အပေါ်အောက်ဝမ်းဆက်ကိုမှာပေါ့နော်ဘတ်100ကျော်ပဲပေးရတယ်ဆိုတော့ဈေးလေးလည်းတန်တယ်နော်ဈေးအရန်ရဲ့ဈေးမကြီးဘူးပေါ့နော်ဈေးလေးချို့တယ်ပေါ့ပြောရရင်တော့အပေါ်အောက်ဝမ်းဆက်ဆိုတော့ခေါင်းကိုက်ပြီးတော့ရှာကြမလို့တော့ပေါ့နော်ကွာဒီတစ်စုံလဲဝတ်လိုက်ရင်လုံးဝကွက်တီပဲပေါ့နော်အရန်လာနော်ဒါလေးအဖြူဝမ်းဆက်လေးလိုချင်တဲ့တဲလေးချင်းအောင်လေးကိုနှိပ်ပြီး order မှာလို့ရရနော်ကျေးဇူးတင်ပါတယ်ရှင်